ကံကောင်းခြင်းဘာလို့ရမလဲမြတ်စွာဘုရားဘာတွေဟောထားတယ်ဆိုတာသိရှိနားလည်ဖို့အမတ္တမအရေးကြီးအဲ့ဒါမသိဘဲနဲ့မှန်းပြီးတော့ကံကောင်းလို့ကံကောင်းညာအဆောင်ကောင်းတွေရှာပြီးတော့လုံနေကြတာတကယ်ရောကံကောင်းနိုင်သလားကံကောင်းလို့ရှိရင်တော့မဆိုးဘူးပေါ့သို့တော်တကယ်ကံကောင်းနိုင်သလားဆိုတာဘဝမှာအာမခံချက်ပေးနိုင်တယ်ရှိမရှိအသိဉာဏ်နဲ့ဆုံးဖြတ်ကြအောင်ဖြစ်တယ်ဆိုတော့ကံကောင်းခြင်းနဲ့ကံကောင်းခြင်းအဆောင်ကောင်းလေးဆောင်လိုက်ရင်ကံကောင်းလာမယ်လို့ထင်ကြတယ်တော်များများအဆောင်ကောင်းလေးဆောင်တာနဲ့ကံကောင်းနိုင်ပါမလားဆုတောင်းကြတယ်ဆုတောင်းရုံနဲ့ကံကောင်းနိုင်ပါမလားအဲ့တော့ဒီအဆောင်ကောင်းကိုဘယ်သူကပေးတာတော့ဆိုပေးတဲ့ဆရာလည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်သူကရောပေးတဲ့လူကရောတကယ်ကံကောင်းနေသလားမေးဖို့လိုတယ်လေအဆောင်ကောင်းတွေပေးတဲ့ပုဂ္ဂိုလ်ကရောတကယ်ကံကောင်းသူဟုတ်ကလားနော်ဆရာကိုယ်တိုင်ကတည်တတ်တယ်ဆိုရင်သူကမသေးအောင်ကုနိုင်တယ်ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးလေအဲ့တော့အဆောင်ပေးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကရောကံကောင်းနေသလားဆိုစဉ်းစားဆုတောင်းရုံနဲ့ကံကောင်းနိုင်သလားလို့ဆိုတော့စဉ်းစားကြည့်မယ်ဆိုသူလည်းဆုတောင်းမှာပဲငါလည်းဆုတောင်းမှာအဲ့တော့ဆုတောင်းလို့ကံကောင်းမယ်ဆိုလူတိုင်းကံကောင်းကြမှာပဲဒါအားလုံးကဆုတောင်းကြမှာဟောမြတ်စွာဘုရားဟောထားတဲ့မဂ္ဂင်၈ပါးတရားဆိုတာနိဗ္ဗာန်ထိအောင်ပို့ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လူလောကမှာလည်းပဲကံကောင်းမှုအတွက်ထောက်ကူတွေအများကြီးဖြစ်စေတယ်ဒီလိုဆိုလို့ကံကောင်းမှုဆိုတာအလွယ်လေးနိဗ္ဗာန်ရဖို့သာခက်တာနိဗ္ဗာန်တောင်ပို့ဆောင်နိုင်တဲ့အကြောင်းတရားသည်ကံကောင်းမှုဆိုတဲ့အကျိုးလောက်ကတော့အသာလေးဖြစ်နေပြုလုပ်တာသမွေးဝါညောင်းလုပ်တာကြိုးစားတာအထောက်တာတတိရှိတာစိတ်တည်ငြိမ်မှုရှိတာဒါတွေကဒီရှိခုနဲ့ဖွဲ့စည်းထားတာကိုမက္ခလမ်းကြောင်းလို့ဆိုလို့ရတယ်ပေါ့အဲ့ဒီလမ်းကြောင်းကြီးကနေသွားရမယ်လို့လောကမှာတဏှာဥက္ကတောင်လွတ်စေတတ်တဲ့ဒီလမ်းကြောင်းဟာကံကောင်းဖို့ရာအတွက်ကတော့အသာကလေးဖြစ်နိုင်တဲ့လမ်းကြောင်းပဲလို့ကံကောင်းခြင်းလို့ရှိရင်ဘာလို့အမဲဆိုတာထိထိချာချာမတိချပဲနဲ့ဆုတောင်းတာဟာကံကောင်းတယ်လို့ထင်တယ်အဆောင်ကောင်းဆောင်လို့ရှိရင်ကံကောင်းတယ်လို့ထင်တယ်ကြံပင်ဆိုင်ရင်အကြံစီအောင်တယ်လို့လည်းပြောကြတယ်ဂျင်းဆိုင်တဲ့အခါမှာချက်ချင်းကြီးပွားတယ်လို့လည်းပြောကြဒါတွေဟုတ်ကဲ့လားအများကြီးပဲအကုန်လုံးတော့မပြောချင်ပါဘူးနော်ရေရရာဆိုတာအများကြီးပဲလုံနေကြရှေးကုံဘုရားပေါ်တက်ကြည့်စနေတော်ကဘုရားစနေသားသမီးတွေလာပြီးရေလောင်းတဲ့မွန်းနေတနင်္ဂနွေတော်ကဘုရားတနင်္ဂနွေသားသမီးတွေလာမောင်းဘာလို့ကြတာတော့လို့မင်းကံကောင်းခြင်းလို့လုပ်နေကြတာအဲ့ဒါတွေရောကံကောင်းနိုင်သလားအဲ့တော့တေချာစဉ်းစားတတ်ဖို့လိုအပ်တယ်လို့ဆိုမြတ်စွာဘုရားကစဉ်းစားဖို့ပဲဟောတာတရားအဲ့တော့မြတ်စွာဘုရားဘုန်းကြီးတို့ဒီလိုဟောလိုက်လို့ဗေဒင်ဆရာတွေထိခိုက်သွားတယ်ဆိုလို့ရှိရင်ထိခိုက်အောင်ပြောတာမဟုတ်ပါဘူးထိခိုက်အောင်မပြောယုံတဲ့လူတွေကတော့ရှိမှာဒီနာကဘုရားဘာသာနိုင်ငံတနိုင်ငံဖြစ်တဲ့ဗမာတွေကခေါ်တော့ယိုးရလို့ခေါ်တယ်ထိုင်းနိုင်ငံအဆောင်ကိုအလုံးကိုမမောတယ်ဗမာပြည်တဲ့ဆိုးတယ်သူကဘုန်းကြီးတို့စီတောင်ရောက်လာထိုင်းနေတခါတခါရောက်လာပြီးမလုပ်လဲခေါင်းလေးထိုးပြီးခေါင်းပုတ်ခိုင်းတာနာနာရိုက်လိုက်ရင်တော့မှတ်ကောင်းမှတ်သွားလိမ့်မယ်ခေါင်းပုတ်လိုက်တာနဲ့သူက blessing ပေးတယ်ဆိုပြီးကျင့်တတ်ခေါင်းပုတ်ခံရတာဘာကျင့်တတ်เสียခေါင်းကိုကောင်းလာပုတ်တယ်ဆိုဘယ်ကျင့်တတ်เสียခေါင်းနော်တွေ့ရစီနဲ့ခေါင်းဖြန်းနဲ့ရိုက်လိုက်ရင်သဘောတွေကိုကြတပြေကကလေးနဲ့သာရေပက်လိုက်မယ်ဆိုရင်ပုဂ္ဂိုလ်သဘောကြကံကောင်းသွားတယ်လို့စိတ်ထဲမှာထင်တယ်အာမကိုလောက်ပါဘူးအာမကိုလောက်ဘူးဘုရားဘာသာဆိုပြီးတော့အဲ့ဒါတွေအာမကိုသိမ့်ဘူးလို့ပြောချင်တယ်နော်ဘုန်းကြီးတို့ဟောထားတဲ့
ဒီသာသနာနဲ့အစွမ်းတကူများဆိုတရားနာဘူးတဲ့လူလည်းရှိကောင်းရှိတယ်အစွမ်းတကူနဲ့သာသနာဆိုတဲ့နေရာအစွမ်းတကူဆိုတာမရှိဘူးတော့မဟုတ်ရှိအားကိုးလောက်တဲ့အစွမ်းတကူမဟုတ်အစွမ်းတကူအားကိုးလောက်တဲ့အစွမ်းတကူဟာကိုယ်ထဲမှာပဲရှိကိုယ်ထဲမှာပဲရှိကိုယ်ရင်မှာပဲရှိအဲ့ဒါလေးပြောကြတာပဲ we are our own architect ကိုယ်ကိုယ်တိုင်ပြုပြင်မှရတယ်တို့တွေကံကောင်းပြီးကြီးပွားတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်ဝိရိယရှိရမယ်ပညာရှိရမယ်ကိုချင်းတရားကောင်းမွန်ရမယ်ကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားရမယ်ဆိုတဲ့စိတ်ဓာတ်တွေမိမိရဲ့တဏ္ဍာမှာမရှိသေးရင်ရှိအောင်ရှိပြီးလို့ရှိရင်တိုးတက်ရှင်သန်များပြားခိုင်မာလာအောင်ကြိုးစားအထောက်ကြအမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း